အခုပြောပြချင်တာကတော့ကွဲရမှာအတင်းတုံနေတဲ့သူတွေအကြောင်းပေါ့ကွဲရမှာအတင်းတုံတာနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေနဲ့နားလည်ထားတဲ့အချက်ချုပ်ကိုပြည်သက်ကြီးကိုဖော်ပြပေးမယ်နော်တချို့တွေကကွဲရမှာအတင်းတုံရတယ်နော်ဘာကြောင့်လဲသူတို့ကကွဲရမှာအတင်းတုံတာရှုပ်ထွေးတဲ့လူမှုဆက်ဆံရေးတွေကြောင့်ဖြစ်တယ်အကြောင်းရင်းမျိုးမျိုးလည်းရှိနိုင်တယ်ဒါတွေကတော့အတွေ့အများရဲ့အကြောင်းရင်းအချို့ပါပဲလုံခြုံမှုမရှိခြင်းဒါမှမဟုတ်မနာလိုစိတ်ကိုယုံကြည်မှုမရှိတဲ့သူတွေဒါမှမဟုတ်သူတပားကိုမနာလိုတဲ့သူတွေကကိုအကြောင်းပြောတာထက်ကိုပုံမြင့်တယ်လို့ခံစားကျင်ကြတယ်စိတ်ပျော်ရွှင်မှုရှာဖွေခြင်းတချို့လူတွေကကြတော့သူများအကြောင်းကိုပြောပြီးတော့အချိန်ဖြုံးရတာကိုစိတ်ဝင်စားစရာဒါမှမဟုတ်ဖျော်ဖြေမှုတစ်ခုလို့မြင်ကြတယ်နောက်တစ်ခုကလူမှုရေးအရာပေါင်းစည်းလို့စိတ်အတင်းတုပ်ခြင်းဟာဆိုရင်တချို့တငယ်ချင်းတွေအုပ်စုတွေကြားမှာပေါင်းစည်းတဲ့နီးလန်းတစ်ခုဖြစ်နိုင်တယ်တယောက်နဲ့တယောက်လှုပ်ဝက်ချက်တွေမျှဝေခြင်းအပြင်လဲပိုရင်းနှီးတယ်လို့ခံစားကြတယ်အဲအကြောင်းမလို့အတင်းတုပ်ကြရင်လည်းတူတယ်ကိုယ်ပိုင်မကျေနပ်ချက်တွေကြောင့်လည်းတယောက်နဲ့တယောက်ပတ်သက်ပြီးတော့မကျေနပ်ချက်တွေတစ်ခုခုရှိနေမယ်ဓာတ်ရိုက်ရင်ဆိုင်ရတဲ့တတိမရှိတာတွေကြောင့်လည်းနောက်ွယ်ကနေပြောတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကအာယုံစိုက်မှုရခြင်းသူများအကြောင်းကိုပြောတဲ့အခါမှာကိုသူများကအာယုံစိုက်လာတယ်အဲ့ဒီအတွက်ကြောင့်လည်းအတင်းပြောကြတယ်လို့ထင်တယ်အထင်မြင်လွဲမှားခြင်းတခါတလေကြတော့မဟုတ်တာကိုလည်းနားလည်မှုလွဲပြီးတော့ပဲဖြစ်စေသတင်းအချက်လက်အပြည့်စုံမသိဘဲနဲ့ပြောမိတာမျိုးတွေကလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးအတင်းပြောတဲ့သူတွေကိုဘယ်လိုတုံ့ပြန်သင့်လဲလစ်လူရှုလိုက်ပါတချို့ကိစ္စတွေမှာအတင်းပြင်းတွေကိုလစ်လူရှုလိုက်တာကလည်းအကောင်းဆုံးပဲအာယုံဆိုင်လေသူတို့ကပိုဆိုးလေဖြစ်တတ်တယ်ဓာတ်ရိုက်ရင်ဆိုင်ခြင်းဒါမှမဟုတ်မေးမြန်းခြင်းအကယ်၍တင့်ကိုအတင်းတုံနေသူကတင်နဲ့နီးစပ်တဲ့သူဒါမှမဟုတ်တင့်ဘဝအပေါ်မှာတက်ရောက်မှုရှိနိုင်တဲ့သူဆိုရင်သူနဲ့ဓာတ်ရိုက်စကားပြောကြည့်နိုင်တယ်မင်းကအကြောင်းဒီလိုပြောနေတယ်လို့ကြားတယ်ငါတို့ကြားမှာတခုခုစိတ်မကျေနပ်တာရှိရင်ပွင့်လင်းပြောလို့ရတယ်စသဖြင့်ပေါ့နောက်တစ်ခုကကိုပြန်သုံးသက်ခြင်းတခါတလေကြတော့လေကိုယ့်ဘက်ကနေမှားယွင်းမှုတစ်ခုခုရှိနေလားဆိုတာကိုလည်းပြန်သုံးသက်ကြည့်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဒါပေမဲ့ဒါအတင်းတုတ်ခံရခြင်းရဲ့အကြောင်းရင်းကတော့အမြဲတမ်းမဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ်ကိုတန်မိုးထားပြီးဒီလိုအခြေအနေမျိုးကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုနားလည်ထားဖို့အရေးကြီးတယ်တင့်ကိုဘသူကအတင်းတုတ်တယ်လို့ခံစားရလဲဘယ်လိုအခြေအနေမျိုးလဲဆိုတာကိုသိရင်ပိုပြီးတိကျတဲ့အကြံဉာဏ်တွေကိုပေးနိုင်ပါတယ်လူတယောက်ထွက်သွားပြီဆိုရင်သူ့ရဲ့နောက်ွယ်မှာအတင်းပြင်းတွေပြောကြတာဟာလေလူတဘာဝရဲ့ရှုပ်ထွေးတဲ့ကဏ္ဍတစ်ခုပါပဲဘာလို့လဲဆိုတော့လုံခြုံတယ်လို့ခံစားရလို့အဲ့ဒီလိုရှိနေတော့ကဓာတ်ရိုက်ပြောရတဲ့တတိမရှိခဲ့ပေမဲ့သူမရှိတော့တဲ့အခါမှာတော့ကိုလုံခြုံတယ်လို့ခံစားရပြီးတော့မကျေနပ်တာတွေရောဝေဖန်ချင်တာတွေရောပွင့်အံထွက်လာတာပဲဓာတ်ရိုက်ရင်ဆိုင်ရမှာကြောက်လို့ရှောင်တာလည်းဖြစ်နိုင်တယ်နော်အုပ်စုရဲ့တယောက်တည်းပြောတာတဲ့လူအများနဲ့စုပေါင်းပြီးပြောတဲ့အခါမှာလည်းပိုပြီးအားရှိတယ်လို့ခံစားရတတ်တယ်အချင်းချင်းထောက်ခံအားပေးကြတယ်လို့ဖြစ်သွားတာပေါ့နောက်တစ်ခုကမကျေနပ်ချက်တွေကိုပုံဩတယ်အဲ့ဒီလူပေါ်မှာမကျေနပ်တာတွေစိတ်အနှောက်အယှက်ဖြစ်တာတွေရှိခဲ့ရင်သူရှိနေတော့ကဖုံးကွယ်ထားပြီးတော့သူထွက်သွားတဲ့အခါကျမှအဲ့ဒီခံစားချက်တွေကိုဖွင့်ထုတ်ပြလိုက်တာပဲကိုယ်စိတ်ထဲမှာခံစားနေရတဲ့တင်းမာမှုတွေဖိစီးမှုတွေကိုသူများအကြောင်းကိုပြောခြင်းနဲ့လဲရှော့ချပစ်တယ်အဲ့လိုလူမျိုးတွေကအတင်းတုတ်တတ်တယ်နော်နောက်တစ်ခုကအတင်းတုတ်တာဆိုရင်တခါတလေမှာအုပ်စုတစုရဲ့အချင်းချင်းရင်းနှီးမှုကိုတိဆောက်တဲ့နီးလန်းတစ်ခုလည်းဖြစ်နေတတ်ပြန်ရောတယောက်အကြောင်းကိုအတူတူဝေဖန်ခြင်းအပြင်လည်းသူတို့ကိုယ်တိုင်ပုံမနီးစက်လာတယ်လို့ထင်တတ်ကြတယ်
တချို့တွေကအတင်းပြင်းတွေကိုတည်င်းချက်လက်တစ်ခုလိုသဘောထားပြီးတော့လေပြန့်ဝေခြင်းကြတယ်နောက်တစ်ခုကသူတို့ကကြောက်ရွံ့ကြတယ်ပြန်လာတဲ့အခါမှာရင်ဆိုင်ရမှာကိုကြောက်တဲ့အတွက်ကြောင့်အဲ့ဒီလိုပြန်လာလို့ရှိရင်သူတို့နဲ့ပြောဆိုထားတဲ့ဟာတွေကိုရင်မဆိုင်ရတဲ့အတွက်ကြောင့်လည်းသူတို့ရဲ့အရှိမမပြောရကြတော့ဘူးဒါဟာလူတွေကိုဓာတ်ရိုက်ရင်ဆိုင်ရမှာကိုကြောက်တဲ့သဘာဝကိုပြသတာပဲဒီချက်တွေဟာဆိုရင်ကိုယ်ရမှာအတင်းတုပ်ရခြင်းနဲ့သူတို့တွေရဲ့ရှေ့မှာမပြောရခြင်းရဲ့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေပဲဖြစ်တယ်လူစိတ်ကလည်းရှုပ်ထွေးတာမို့အမြဲတမ်းတိကျတဲ့အဖြစ်တစ်ခုလည်းတော့မရှိပါဘူးအတင်းပြင်းတွေကြားကမင်းရဲ့တန်ဖိုးကိုနောက်ွယ်မှာအတင်းပြင်းတွေပြောခံရတာဟာဘယ်သူအတွက်မဆိုစိတ်ထိခိုက်စရာစိတ်အနှောက်အယှက်ဖြစ်စရာပဲဒါပေမဲ့တခုတော့တတိယသူများတွေကမင်းအကြောင်းပြောနေပြီဆိုရင်အဲ့ဒါဟာမင်းရဲ့တန်ဖိုးကိုထင်ဟပ်တာမဟုတ်ဘူးနော်အဲ့ဒီစကားပြောနေတဲ့လူတွေရဲ့စိတ်ဓာတ်နဲ့အတွေးခေါ်ကိုပဲထင်ဟပ်တာရှုပ်သွားလားတကယ်တမ်းတော့မနာလိုစိတ်ကြောင့်လူတွေဟာမနာလိုတဲ့အခါမျိုးတွေဒါမှမဟုတ်မင်းရဲ့အောင်မြင်မှုဒါမှမဟုတ်ပျော်ရွှင်မှုတွေကိုမကြည်ပြူနိုင်တဲ့အခါမျိုးတွေမှာအတင်းပြင်းတွေကိုဖန်တီးပြီးတော့ဟုတ်တာတွေရောမဟုတ်တာတွေရောပြောတတ်ကြတယ်ဒါတွေဟာမင်းကောင်းလို့ပဲနော်မင်းကောင်းနေတဲ့အတွက်ကြောင့်မင်းကိုမလိုလားတဲ့သူတွေကအတင်းပြင်းပြောကြတာပဲနောက်တစ်ခုကလုံခြုံမှုမရှိလို့သူတို့ကိုယ်တိုင်ကမလုံခြုံတဲ့အခါမှာကိုတတိမရှိဘူးလို့ခံစားရတဲ့အခါမျိုးတွေမှာသူများအကြောင်းတွေကိုပြောပြီးတော့သူတို့ကိုသူတို့မြင့်တင်ခြင်းကြတာမျိုးလည်းရှိတယ်။နောက်တစ်ခုကပြင်းရီလို့တချို့လူတွေကကြတော့ဘဝမှာဖန်တီးမှုလည်းမရှိဘူး။ပြင်းရီတဲ့စိတ်တွေပဲရှိတယ်။အဲ့ဒီခါမှာသူများရဲ့အကြောင်းကိုပြောတာဟာဖြောပြမှုတစ်ခုလိုဖြစ်နေတတ်တယ်။အရေးကြီးဆုံးကဘာလဲဆိုတော့သူတို့ရဲ့စကားတွေကမင်းဘာတူလဲဆိုတာကိုတတ်မှတ်နိုင်စွမ်းမရှိပါဘူး။မင်းရဲ့ကိုချင်းတရားစ조사အားထုတ်မှုတန်မိုးရှိတဲ့စိတ်ဓာတ်တွေကိုသူတို့ရဲ့စကားလုံးတွေနဲ့ဖျက်ဆီးလို့လုံးဝမရဘူးကိုယုံကြည်မှုရှိနဲ့ကိုလန်းကိုဆက်လျှောက်ရမယ်အချိန်တန်လို့ရှိရင်ဘသူကဘယ်လိုလဲဆိုတာပေါ်လွင်လာလိမ့်မယ်မင်းရဲ့အချိန်နဲ့စွမ်းရည်တွေကိုအပြုတ်သဘောဆောင်တဲ့သူတွေတန်မိုးကိုမင်းရဲ့တန်မိုးကိုတန်မိုးထားတဲ့သူတွေအတွက်ကိုပဲပေးပါကိုအေးချမ်းပျော်ရွှင်အောင်နေထိုင်ခြင်းကလည်းအကောင်းဆုံးတုံ့ပြန်မှုပဲအခုပြောတဲ့စကားတွေကတင့်အတွက်အဆင်ပြေလားတခြားဘာများထပ်ပြောချင်တာရှိလဲဒါမှမဟုတ်ဘယ်လိုမျိုးထင်မြင်လဲ